ဟုတ်ကဲ့လိုင်းပေါ်မှာရှိနေကြတဲ့ 3D ဝါသနာရှင် 3D မိဘပြည်သူများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကတော့ဒါထိုင်းနိုင်ငံဘန်ကောက်မြို့ဂျီအောင်ကွန်ဗီရုံးချုပ်က 3D ကိုစလဲကိုအောင်ကြီးပဲဖြစ်ပါတယ်ဗျကိုအောင်ကြီးအခုတရားဝင်လိုင်းပေါ်တက်လာပေးတယ်ဆိုတာကအခုလာမဲ့16ရက်5လ2025ညနေ3:20မှာကိုအောင်ကြီးတို့ဂျီအောင်ကွန်ဗီရုံးကနေတစင်းဒါ MRTV4 ကနေတရားဝင်လိုက်လွင်ပြတ်သားပြီးတရားဝင်ဘောတင်မိမဲ့ကဏ္ဍကိုလှုပ်ဆောင်ပေးဖို့အတွက်တက်လာခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတစ်ပတ်မှာ388ဆိုတဲ့ကဏ္ဍကိုအောင်မြင်မှုရရှိလိုက်တဲ့ညီကိုမောင်နှမတွေကိုเนาะ388ဆိုတဲ့ကဏ္ဍကိုမပေါက်ရှိလိုက်တဲ့ညီကိုမောင်နှမတွေကိုเนาะကိုအောင်ကြီးတို့ရဲ့ live file လေးကိုမမြင်လိုက်မတွေ့လိုက်လို့မရလိုက်ပါဘူးဆိုတဲ့ညီကိုမောင်နှမတွေအားလုံးပဲเนาะအခုလာမဲ့16ရက်5လ2025ညနေ3:20မှာတရားဝင်ဘောတင်မိမဲ့ကဏ္ဍကိုကျင်းစေပုံထိတ်စီးလိုက်တဲ့နောက်ပိတ်တီးကြမှန်ကန်တဲ့ထိုးခြင်းပါတယ်ဆိုရင်တော့ကိုအောင်ကြီးတို့ရဲ့ live file လေးကိုတွေ့တာမြင်တာနဲ့ကြော်မသွားနဲ့စောအောင်ဝင်ကြည့်သဘောပေါက်မယ်စောအောင်ကြည့်အသေးပေးအပေါင်းနှိပ်comment ထဲမှာ okay ဆိုတဲ့ slow လေးရတော့အများမြင်အများသိရှိအောင်လို့ share မှု share စရာလေးပြုလုပ်ပေးပါလို့ကိုအောင်ကြီးဘက်ကမြစ်တာရက်ခံခြင်းပါတယ်ကိုအောင်ကြီးတို့အခုလာမဲ့16ရက်5လ2025ညနေ3:20မှာဘောတင်မိမဲ့ကဏ္ဍကိုတိတိကျကျမှန်မှန်ကန်ကန်နဲ့လိုချင်ပါတယ်ဆိုတဲ့မိတ်ဆွေများเนาะတကယ်တိကျမှန်ကန်မှထိုးခြင်းနဲ့လူလိမ်လူညာတွေပဲခံနေရပါတယ်ဆိုတဲ့မိတ်ဆွေများအားလုံးပဲเนาะတော်တော်များများ line ပေါ်မှာပြောနေကြတယ်လူလိန်ခံနေရတယ်လူလိန်ခံနေရရင်လည်းเนาะဒါကိုအောင်ကြီးတို့ဘက်ကနေတရားဝင် line လွင်ပြသပေးလိုက်တာကိုအောင်ကြီးတို့ကစစ်မှန်တဲ့ကဏ္ဍကိုပဲလှုပ်ဆောင်ပေးမယ်တကယ်တိကျမှန်ကန်တဲ့ကဏ္ဍကိုပဲလိုချင်တဲ့ 3D ဝါသနာရှင်မိဘပြည်သူများကကိုအောင်ကြီးတို့ GAO ကုမ္ပဏီရုံးချုပ်ဖုန်းနံပါတ်ဖြစ်တဲ့เนาะစမတ်ထည့်ထားပေးတဲ့ဖုန်းနံပါတ်39 6လုံး395113ဆိုတဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ဖုန်းခေါ်ဆိုပြီးပါ39 6လုံး395113ဆိုတဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ဖုန်းခေါ်ဆိုမိပါညောဖုန်းခေါ်ဆိုမှုပြုတ်လုပ်တဲ့အခါမှာကိုအောင်ကြီးတို့ဒါကြည်အောင်ကုမ္ပဏီရုံးကဆိုလို့ရှိရင်ဒါမြန်မာထိုင်းလာအိုဗီယက်နမ်နိုင်ငံ၄နိုင်ငံစုပေါင်းပြီးတော့စာချုပ်ချုပ်ဆိုပြီးတော့ကဏ္ဍတစ်ခွက်ကိုတရားဝင်ဘောတင်ပေးတဲ့အတွက်เนาะစာချုပ်စာတမ်းနဲ့လုပ်တဲ့အတွက်ငွေကုန်ကြေးကြလေးရှိတယ်ပေါက်မပေးဆိုတဲ့စနစ်နဲ့ကိုအောင်ကြီးတို့ဘက်ကနေလုံးဝမလှုပ်ဆောင်ပေးဘူးကိုအောင်ကြီးတို့ဘက်ကနေငွေကြေးလေးတောင်းနှင်းချက်လေးတော့တတ်မှတ်ထားတယ်ငွေကြေးတောင်းနှင်းချက်လေးတတ်မှတ်ထားတယ်ဆိုတော့လေဒါကိုအောင်ကြီးတို့ကเนาะအခုကိုအောင်ကြီးတို့ရဲ့ 3D ဝါနာရှင်ချစ်မိတ်ဆွေတွေရဲ့เนาะနာမည်နဲ့เนาะဖုန်းနံပါတ်နဲ့ပေးထားတဲ့ကဏ္ဍနဲ့ကိုစာချုပ်ချုပ်ဆိုပြီးတော့ရုံးကိုတရားဝင်တင်ပေးမှတရားဝင်ဘောတင်မဲ့ကဏ္ဍကိုအောင်မြင်မှုရရှိမှာဒါကြောင့်မလို့ငွေလေးတောင်းနှင်းချက်ကိုရင်းနိုင်တဲ့ညီကိုမောင်နှမတွေအားလုံးကတော့เนาะအခုဒီတစ်ပတ်မှာလည်း388ဆိုတဲ့ကဏ္ဍကိုတရားဝင်ရရှိသွားပြီတရားဝင်ပေါက်ရှိသွားပြီเนาะအောင်မြင်မှုမရရှိသေးတဲ့ညီကိုမောင်နှမတွေအားလုံးပဲအောင်မြင်မှုရရှိခြင်းနဲ့ဆိုရင်လည်းเนาะဖုန်းလေးကိုစောစောဆက်ပေးပါကိုအောင်တို့ဘက်ကလူဦးရေစင်းနေပဲကိုညီမှာဖြစ်ပါတယ်လူဦးရေစင်းပြည့်သွားတဲ့အခါမှာကိုအောင်တို့စီကနေပြီးတော့ထပ်မှတ်ပြီးကိုညီလှုပ်ဆောင်ပေးလို့မရပါဘူးเนาะလူချင်းပါတယ်တန်းချင်းပါတယ်ဆိုတဲ့